ပန်းနိုင်မှာကိုရာဒီရှိတယ်တငယ်ချင်းတွေရှေ့ကိုရောက်သွားလို့ကိုခြေတန်းကိုမမုန်းလိုက်ပါနဲ့အောင်မြင်မှုဆိုတာလူတိုင်းအတွက်ဒီနေ့တည်းဟုတ်နဲ့တကားမဟုတ်ဘူးတချို့ကမနှက်ခင်းနေအောင်နဲ့လင်းလာကြတယ်တချို့ကညအမှောင်ကိုဖြတ်ပြီးမှကျေတစင်းလိုတောက်ပါလာကြတယ်ဒါကြောင့်သူများအချိန်ကိုကြည့်ပြီးကိုအချိန်ကိုမဆုံးဖြတ်လိုက်ပါနဲ့ဘဝကအပြည့်ပြိုင်ပွဲမဟုတ်ကိုပန်းနိုင်ကိုရောက်နိုင်မှုနေတိုင်းရှေ့ကိုခြေတန်းရွေ့နေဖို့ပဲလို့ပန်းတွေကိုကြည်ပါနင့်စီကသူ့ရာဒီနဲ့သူပွင့်စပယ်ကသူ့အချိန်နဲ့သူမွေးတယ်တစ်ခွာကလည်းသူ့အလက်ရောက်မှကပါဘူးအလားစင်းပေပန်းမှာတခြားပန်းကိုအားကြပြီးအလောရကြီးမပေါ့သူ့အချိန်ကိုသူစောင့်တယ်သူ့အငစ်ကိုသူခိုင်အောင်လုပ်သူ့အလှကိုသူပြင်ဆင်တယ်မင်းလည်းအခုချိန်မှာဖူးမုံတဘုံချစ်နေရင်တော့မရှက်ပါနဲ့အဲဒီအချိန်ကအာမွေးရမယ်အချိန်အင်ယူရမယ်အချိန်လိုအပ်တဲ့အရေးအချင်းတွေကိုတိတ်တိတ်လေးစူးစောင်းရမယ်အချိန်ပဲ။ဘာကြောင့်လဲဆိုတော့အလင်းလိုပြီးပို့နဲ့ပန်းတွေထက်အချိန်မှန်ရောက်ပြီးတော့ပို့နဲ့ပန်းတွေကပိုကြရှည်ငွေ့ပြန်တယ်လို့ပဲ။ဒီနေ့မင်းဖူးကိုဖြစ်နေလို့မနှက်ပြန်မင်းမပို့နိုင်ဘူးလို့မဆိုလို့မင်းရဲ့ယာဒီရောက်လာတဲ့နေ့မှာကဘာကြီးကမင်းကိုညင်ယုံနေမဟုတ်ပဲမင်းရဲ့ကြိုးစားမှုအနက်ကိုပါလေးစားစွာရှုရှိုက်ရလိမ့်မယ်။ဒါကြောင့်သူများပွတ်နေတာကိုငေးမနေပါနဲ့ကိုအမြင့်ကိုခိုင်အောင်လုပ်ပါကိုအိမ်မက်ကိုရေးချိတ်ထားပါကိုကြိုးစားမှုကိုမရက်လိုက်ပါနဲ့ပန်းတိုင်းမှာယာဒီရှိတယ်ကြိုးစားသူတိုင်းမှာလည်းကိုယ်တိုင်တောက်ပွက်ရမယ့်အချိန်တစ်ခုအမြင်ရှိတယ်